အားလုံးပဲမင်္ဂလာပါကိုတဲ့ YouTube channel လေးကနေကိုမရအားလုံးကိုလူတွေ့တာဖြစ်ပြန်လဲကြိုဆိုလိုက်ပါရဗျာနော်ကိုတဲ့ကိုမရအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးလူရဲ့ဆန္ဒတွေတလုံးတော့ရတဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းလဲကိုပါလူရဲ့ဆန္ဒတွေပြေဝကြပါစေလို့ကိုထက်ကစုံမကောင်းလေးတောင်းပေးလိုက်ပါရဗျကိုတဲ့ဗီဒီယိုပိုင်းလိုက်ရှိုးလေးကတော့ကိုမရအားလုံးတို့ရဲ့အကျိုးရှိစေမယ့်ဗီဒီယိုပိုင်းလိုက်ရှိုးလေးပဲဖြစ်ပါတယ်ဗျာနော်ကိုမရအားလုံးကိုရာသိခြင်းလို့ပေါက်စေခြင်းလို့လာရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုပိုင်းလိုက်ရှိုးလေးပဲဖြစ်ပါတယ်ဗျနော်အမျိုးတွေအားလုံးကဒီဗီဒီယိုလိုက်ရှိုးလေးကိုတွေ့ရတယ်လိုက်လက်မလေးတွေနေပြီး share လို့ရတဲ့နေရာလေးတွေမှာ share ပေးပါမျှဝေလို့ရတဲ့နေရာလေးတွေမှာမျှဝေပေးပါဗျာနော်မနေ့က29ရက်10လ2025ဗုဒ္ဓဟူးနေ့12နာရီ10မိနစ်တော့ကိုလာရောက်ပြီးတော့မျှဝေပေးတာပါအကူမတွေအားလုံးလည်းလုံးကြိုင်းနှစ်သက်တယ်ဆိုရင်ယူထိုးပါအကူမတွေအားလုံးရှိမှလုံးမိုက်ပတ်သိရှိရဆိုလဲကျွန်တော်ပေးတာလေးတွေနဲ့အကူမတွေအားလုံးပဲအဆင်ပြေရဆိုရင်လည်းယူထိုးလို့ရပါတယ်ဗျာနော်ဒီဗီဒီယိုအကောက်ကြီးကchannel ကြီးကကြာပါအတွက်ဒီ channel လေးကနေနေ့စဉ်နေ့တိုင်းတင်ပေးပါပါအမျိုးတွေအားလုံးကိုရားသိခြင်းလို့ပေါက်စိတ်ခြင်းလို့မျှဝေပေးတဲ့ဗီဒီယိုပိုင်းလိုက်ရှိုးလေးပဲဖြစ်ပါတယ်အမျိုးတွေအားလုံးကလည်းကိုထက်နဲ့ကိုတကယ်လူသစ်တွေရောလူဟောင်းတွေရောအကုန်မတွေအားလုံးပဲဒီဗီဒီယိုပိုင်းလိုက်ရှိုးလေးကိုတွေ့ရတယ်လိုက်လက်မလေးတွေနှိပ်ပြီး channel လေးကို subscribe လေးမနှိပ်ရသေးရင် channel လေးကို subscribe လေးနှိပ်ပေးထားပါဗီဒီယိုပိုင်းလိုက်ရှိုးလေးကိုလည်းအစာလေးကနေအဆုံးလေးတိုင်အောင်ကြည့်ပါဗျာနော်အကုန်မတွေအားလုံးပဲပေတရ200ကုန်ပါမတမျောပါနဲ့ပေတရာ200မကရအောင်ကြိုးစားပေးထားတဲ့အမျိုးတွေအားလုံးပဲကြိုက်တူတယ်ဆိုရင်ပို့ထိုးပါဗျာနော်ကျွန်တော်ပေးတဲ့လုံးဝိုက်ပတ်သီးလေးနဲ့အကူမတွေရှိမှရှိတယ်လုံးဝိုက်ပတ်သီးလေးနဲ့ကိုင်းကြီးတယ်ဆိုရင်လည်းကတ်ထိုးပါဗျနော်အမျိုးတွေအားလုံးကိုရပါစေပေါက်ပါစေဆိုတဲ့စံနာလေးနဲ့လာရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုပိုင်းလိုက်ရှိုးလေးပဲဖြစ်ပါတယ်ဟိုမတွေအားလုံးကမရက်မကြော်ပဲနဲ့ကြည့်ပေးပါဗျနော်မနေ့က29ရက်10လ2025နော်ဗုဒ္ဓဟူးနေ့12နာရီ10မိနစ်အတွက်ကိုလာရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုဖိုင်လိုက်ရှိုးလေးပဲဖြစ်ပါတယ်အမျိုးတွေအားလုံးကဘိုးရက်ကဗီဒီယိုဖိုင်လိုက်ရှိုးလေးကိုတွေ့ရင်လိုက်လက်မလေးနှိပ်ပေးထားမယ် channel လေးကို subscribe လုပ်ရသေးတယ်အမျိုးတွေအားလုံးက channel လေးကို subscribe လေးနှိပ်ပေးတာပါကျွန်တော်တင်တဲ့အချိန်တိုင်းကိုမတွေအားလုံးပဲမြင်ရတွေ့ရအောင်လို့ပါနော်ကိုမတွေအားလုံးကိုရားသိခြင်းလို့ပေါက်စိတ်ခြင်းလို့လာရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုဖိုင်လိုက်ရှိုးလေးပဲဖြစ်ပါတယ်မျိုးတွေအားလုံးပဲမနေ့က29ရက်10လ2025ဗုဒ္ဓဟူးနေ့12နာရီ10မိနစ်အတွက်လုံးမိုင်ပတ်တီတီ3ညပိုင်း3ပိုင်းပါဗျနော်3ညပတ်တီ3ပတ်တီပါလုံးမိုင်ပတ်တီတီ3ညပတ်တီ3ပတ်တီပါနော်ကိုထဲရဲ့ကိုမတွေအားလုံးရှိမှလုံးမိုင်ပတ်တီရှိရဆိုရင်လည်းဒီလုံးမိုင်ပတ်တီလေးနဲ့ကတ်ထိုးပါ3ပါတော့ကနန်း3ညပါတော့ကနန်းများနဲ့ကတ်ထိုးပါဗျနော်3ညနဲ့ဆိုရင် main ကွက်ကလေးကဘာလေးလဲ3နဲ့ဆိုရင် main ကွက်ကလေးကဘာလေးလဲဆိုရင်ကျွန်တော်တစ်ခါလေးပြောပြသွားပါမယ်အခွေလေးပါမယ်တကွက်ကောင်းလေးပါမယ်ဗျာနော်ကဲ3ညနဲ့ဆိုရင် main ကွက်ကလေးဒီ3ည5 3ညခွန်3ည2 3ည9ပါနော်ဒါ3ညနဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေပါ3ည5 3ညခွန်3ည9 3ည2ပါဗျာနော်ကဲ3နဲ့ပတ်သက်တော့ main ကွက်ကလေးဒီ3 5 3 9 3ခွန်3 8ပါနော်3539 39 38ပါဗျနော်ဒါ3နဲ့ပတ်သက်တော့ main ကွက်ကလေးတွေပါလေးလုံးအပြီးပေါက်အခွေလေးဒီ35 36အခွေလေးပါနော်လေးလုံးအပြီးပေါက်အခွေလေးဒီ35 36အခွေလေးပါတကွက်ကောင်းလေးပြောပြမယ်နော်အကူမတွေအားလုံးပဲ3ညနဲ့ဆိုရင်တကွက်ပါမယ်3နဲ့ဆိုရင်တကွက်ပါမယ်ဗျနော်အဲ့နှစ်ကွက်ကောင်းလေးတွေကတကွက်ကောင်းပါထပ်ယူပေးခဲ့မယ်နော်အမျိုးတွေအားလုံးပဲ3ညနဲ့ဆိုရင်3ည8ပါနော်3ညနဲ့ဆိုရင်3ည8ပါ3နဲ့ဆိုရင်36ပါဗျာနော်တစ်ကွက်ကောင်းလေးဒီ36အဲ့တဲ့နှစ်ကွက်ထဲကတစ်ကွက်ကို3ည8ဒီ main ကွက်ပါဗျာနော်ကဲကိုထဲကိုမရအောင်မယ်ကြိုင်နေတဲ့ရင်လည်းထိုးပါမကြိုင်နေတဲ့ရင်လည်းမထိုးပါနဲ့နော်ရားသိခြင်းလို့ပေါက်စိတ်ခြင်းလို့လာရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုပိုင်းလိုက်ရှိုးလေးပဲဖြစ်ပါတယ်ဗျာနော်ကဲအမျိုးတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးလူရင်းဆန္ဒတွေတလုံးတော့ပါတယ်ပြည့်စုံကြပါစေစိတ်သွားတိုင်းလည်းကိုယ်ပါလူရဆန္ဒတွေပြေဝကြပါစေဆိုတော့မနက်ဖြန်ဗုဒ္ဓဟူးနေ့မှာလည်းအားလုံးပဲအဆင်ပြေကြပါစေဗျာနော်အားလုံးပဲ拜拜ပါ